ဒီကောင်မလေးဟာပထမဆုံးအကြိမ်စိန်ခံကားပေါ်ထိုင်လိုက်ရကြတဲ့ကသူ့ဘဝကိုပြောင်းလဲဖို့ကြံစည်နေခဲ့တာပါ။ထိုင်ကုန်အောက်ထဲကိုသူမရဲ့အတွင်းခံပေါင်းဘီကိုနောက်ရက်မှာတော့ထေးလင်များတွေကယောက်ျားဖြစ်သူကဒါကိုတွေ့သွားပြီးဒရိုင်ဘာဖြစ်သူကနောက်ဖုန်းထဲမှာတခြားမိန်းကလေးတစ်ယောက်နဲ့ကမြင်နေတယ်လို့ထင်သွားခဲ့ပါတယ်။ချက်ချင်းပဲယွန်ရှာသွားပြီးအဲ့ဒီဒရိုင်ဘာကိုအလုပ်ထုတ်ပစ်ဖို့အကြောင်းပြချက်တစ်ခုခုရှာခိုင်းလိုက်ပါတော့တယ်။ထောက်နာကနေချောင်းနားထောင်နေတဲ့လီဆာကတော့စိတ်ထဲမှာခိုးပြီးကျဉ်နေနေခဲ့တာပေါ့။သူမဟာတထေးကတော့နားကိုကပ်ပြီးစကုပိုင်နဲ့ဒရိုင်ဘာတယောက်အကြောင်းကိုမသိမသားလေးစကားဆွဲထုတ်ပြီးပြောလိုက်ပါတယ်။သူ့ရဲ့အရေးချင်းတွေကကိုက်ညီပြီးသူသိတဲ့လူတစ်ယောက်ကထောက်ခံပေးထားတာဆိုတော့တထေးကတော့ကလည်းဝမ်းသာအားရသဘောတူလိုက်ပါတယ်။နောက်တစ်နေ့မှာတော့လီဆာရဲ့အဖေဒေးဗစ်ဟာလူတွေ့စစ်ဆေးဖို့အတွက်အိမ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ရောက်လာခဲ့ပါတယ်။လမ်းပေါ်ရောက်တဲ့အခါမှာတော့သူ့ရဲ့ကျွမ်းကျင်တဲ့ကားမောင်းပညာနဲ့လမ်းကြောင်းတွေကိုအလို့ရနေတာကြောင့်တထေးကြီးကတော်တော်လေးသဘောကျသွားခဲ့ပါတယ်။ဝေးကောက်တဲ့လမ်းတွေမှာတော့သူ့လက်ထဲကကော်ဖီခွက်ဟာဖိတ်စင်ဖို့နေနေသားသားလှုပ်တောင်မလှုပ်ပါဘူး။ဒါနဲ့ပဲသူတို့မိသားစု3ယောက်ဟာဒီသူထေးအိမ်ထဲကိုကြက်တွေလိုမျိုးခိုးအောင်ဝင်ရောက်နေပါတယ်။သူတို့ကအားမရသေးပါဘူး။ဘာလို့လဲဆိုတော့သူတို့အမေဆူဆန်ကအလုံးမရသေးလို့ပဲဖြစ်ပါတယ်။သူတို့တွေထပ်ပြီးအကွက်စင်ကြပြန်နေဒီတစ်ခါတော့အိမ်ကူကြီးကိုပြစ်မှတ်ထားလိုက်ပါပြီ။ဒီအိမ်ကူကြီးကတော့နှိမ်နှင်းဖို့အခက်ဆုံးလူပါပဲ။သူမကအိမ်လုပ်တွေကိုစက်ရုပ်လိုအတိအကျလုပ်ပြီးအခြေအနေအားလုံးကိုသိနေတာကြောင့်တထေးကတော့ရဲ့အချစ်တော်ဖြစ်နေတာပါ။ဒါပေမဲ့လေတင်းငယ်တဲ့အချက်လက်တစ်ခုကသူတို့အတွက်အခွင့်အရေးဖြစ်လာခဲ့ပါတယ်။အိမ်ကူကြီးဟာမက်မွန်တီးမှုတွေနဲ့မတည့်ဘူးဆိုတာကိုသူတို့သိသွားခဲ့ကြတာပါ။အဲဒီအကြောင်းကိုလီဆာကြားလိုက်ရတဲ့အချိန်မှာပဲခေါင်းထဲမှာအစီအစဉ်တစ်ခုပေါ်လာပါတော့တယ်။လှုပ်သွားမယ့်လမ်းမှာလီဆာကမက်မွန်တီးတစ်လုံးခိုးယူလိုက်ပြီးအမွှေးတွေကိုတေးတေးချာချာချစ်ထုတ်ယူလိုက်ပါတယ်။ပြီးတော့အိမ်ကူကြီးတတိမထားမိတဲ့အချိန်မှာသူမရဲ့ခေါင်းပေါ်ကိုခါချလိုက်ပါတယ်။ခင်းတဲ့အတိုင်းပါပဲဓာတ်မတည့်တဲ့ဝေဒနာကြောင့်သူမဟာတခုခုနဲ့အပြင်းထန်ချောင်းဆိုးပါပဲသူမဆေးရုံကိုသွားခဲ့ရတာပေါ့ဆေးရုံမှာဒေးဗစ်ကအိမ်ကူကြီးနဲ့တိုက်ဆိုင်လို့တွေ့တယ်လို့မျိုးဟန်ဆောင်ပြီးသူကိုယ်တိုင်ဆေးစစ်နေတော့အိမ်ကူကြီးက TB ယောဂအတွက်ဆေးစစ်နေတာတွေ့ခဲ့တယ်လို့တထေးကတော့ကိုဖုန်းဆက်ပြီးလိန်ပြောလိုက်ပါတယ်တထေးကတော့အိမ်ပြန်ရောက်လာတဲ့အခါမှာတော့လီဆာကအိမ်ကူကြီးနားကိုမက်မွန်တီးမွေးတွေထပ်ပြီးခါချလိုက်ပြန်ပါတယ်တထေးကတော့ဟာသူမမရမနာချောင်းဆိုးနေတာကိုသွားခဲ့ပါတယ်ချောင်းဆိုးထားတဲ့တ िश ူးပေါ်ကိုပစုံဥဆော့တွေတိတ်တဆိတ်တုံလိမ့်လိုက်ပါတော့ဒါကပဲအဆုံးဖြတ်ဖြစ်သွားခဲ့တာပါသူမိသားစုရဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက်တထေးကတော့ဟာအိမ်ကူကြီးကိုချက်ချင်းအလုပ်ထုတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခွင့်ရေးကိုလက်လို့မခံဘဲတထေးကြီးစီကိုလိပ်စာကတ်တစ်ခုကမ်းပေးလိုက်ပြီးဒါကအထူးတန်းစားအိမ်ကူအေဂျင်စီတစ်ခုရဲ့ကတ်ဖြစ်ကြောင်းပြောလိုက်ပါတယ်မကြခင်မှာပဲတထေးကတော့ကစုံစမ်းဖို့ဖုန်းဆက်လာခဲ့ပေမဲ့ဖုန်းကိုကင်လိုက်တာကတော့လီဆာပဲဖြစ်နေပါတယ်သူမဟာအတန်ကိုနှိပ်ပြီးအေဂျင်စီရဲ့ဝန်ဆောင်မှုတွေနဲ့အလုပ်ခန့်အပ်ပုံအဆင့်ဆင့်ကိုအပိုင်နိုင်ရှင်းပြလိုက်တာကြောင့်တထေးကတော့လည်းယုံသွားခဲ့ပါတယ်ဆူဆန်ဟာအိမ်ကူအစ်စ်အဖြစ်အိမ်ထဲကိုဝင်ရောက်လာနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲ၄ယောက်စလုံးပါတဲ့မိသားစုကြီးဟာအောင်မြင်မြင်နဲ့အိမ်ထဲရောက်သွားပြီးအိုးဟတ်အုပ်ကြီးလိုမျိုးတထေးမိသားစုရဲ့စီးစိမ်တွေကိုဝါမျိုးပါတော့တယ်။ဒီနေ့မှာတော့တထေးတို့ရဲ့ငယ်ဆုံးသားလေးရဲ့မွေးနေ့ဖြစ်ပြီးတထေးမိသားစုဟာပျော်ပွဲစားခရီးထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အိမ်ကြီးကိုတော့ဆူဆန်တယောက်တည်းကိုလွှဲထားခဲ့တာပေါ့။သူတို့ကိုထိမ့်မဲ့သူမရှိတော့တဲ့အခါမှာတော့ဒီအိမ်ကြီးဟာကပ္ပားကောင်တွေရဲ့နိဗ္ဗာန်ဘုံဖြစ်သွားပါတော့တယ်။သူတို့တွေဟာတထေးအိမ်ကရှမ်ပိန်တွေနဲ့အရက်ကောင်းတွေကိုစိတ်ကြိုက်တောက်ကြပြီးညခင်းပြင်ပေါ်မှာလှဲလျောင်းလို့ ECC ဆိုဖာတွေပေါ်မှာမိထိုင်လို့ဇင်ခံရီချိုးကန်ထဲမှာစိတ်နေကြပြီးဒီအိမ်ကြီးဟာသူတို့ပိုင်ဖြစ်နေတယ်လို့မျိုးပြုမှုနေကြပါတယ်။အဲဒီညမှာပဲမိုးတွေတဲတဲမဲမဲရွာချလာခဲ့ပါတယ်။အိမ်ကြီးထဲမှာပျော်ပါလို့အကောင်းဆုံးအချိန်မှာပဲအိမ်ရှိကဘဲတီတန်ကသူတို့ရဲ့ပျော်ရွှင်မှုတွေကိုရုတ်တရက်ဖြတ်တောက်ပြလိုက်ပါတယ်။ဆိုရင်တကြီးနဲ့စောင့်ကြည့်ရေးကင်မရာကိုဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒါဟာသူတို့အကွက်ဆင်ပြီးအလုပ်ထုတ်ပစ်လိုက်တဲ့အိမ်ကူဟောင်းကြီးဖြစ်နေပါတယ်။သူမကမြေအောက်ခန်းထဲမှာပစ္စည်းတစ်ခုကြံခဲ့လို့ပါဆိုပြီးပြောတာကြောင့်ဆူဆန်ကလည်းအိမ်ထဲကိုပေးဝင်လိုက်ပါတယ်။ဒါဟာသူတို့ကိုငရဲခန်းထဲဆွဲခေါ်သွားတော့မယ်ဆိုတာကိုလုံးဝမ